ပတင်းပေါက်မှာတနက်ကြီးဆိုင်ရာတွေရှိနေပြီးရေကန်ထဲကရေတွေဟာမဲမောင်နေတဲ့ဟိုတယ်မျိုးကိုစိတ်ကူးကြည့်ဘူးပါသလားအမေရိကတဝမ်းမှာအခုလိုတစ်ကျယ်ပွင့်အဆင့်သာရှိတဲ့ဟိုတယ်တွေအများကြီးရှိနေပါတယ်စမ်းသပ်သူတယောက်ဟာအဆိုးရွားဆုံးလို့နာမည်ကြီးတဲ့ဟိုတယ်10လုံးကိုယ်တိုင်တွားရောက်တဲခုဖို့ဆုံးဖြတ်ခဲ့ပါတယ်သူ့ရဲ့စီကန်းကတော့ရိုးရှင်းပါတယ်ဟိုတယ်တစ်ခုချင်းစီကို9ကျယ်ပွင့်အဆင့်သုံးသက်ချက်ပေးရမှာဖြစ်ပေမယ့်လုံးဝမလိမ်ရဘူးဆိုတာပါပဲဒါဟာအန်ဒီယေများပြီးထင်မှတ်မထားတဲ့အခြေအနေတွေစီကိုဥတီသွားစေပါတယ်ပထမဆုံးခရီးစဉ်ကို Memphis မြို့ကနေစတင်ခဲ့ပါတယ်Memphis မြို့မှာရှိတဲ့ Peabody Hotel ဟာဘဲကလေးတွေကြောင့်နာမည်ကြီးပါတယ်ဒါပေမဲ့သုံးသက်ချက်ဒီမှာတော့ပိုးဟာပိုးတွေရှိတယ်လို့ဆိုထားကြပါတယ်အခန်း1928မှာပိုးဟာပိုးတွေလုံးဝကျူးကျော်နေတယ်လို့သုံးသက်သူတယောက်ကပြင်းပြင်းထန်ထန်ရေးသားထားပါတယ်ဒါပြင်ဝန်ထမ်းတွေကရိုက်ဆိုင်တီကားပါခင်ဝန်ဆောင်မှုဟာလည်းနာရီဝက်ကြော်ကြတယ်လို့သိရပါတယ်တဲခိုခန့်အတွင်းကရေချိုးခန်းတွေဟာလည်းအရန်သေးလွတ်တယ်လို့ဆိုကြပါတယ်ဒါပေမဲ့တကယ်တမ်းစမ်းသပ်ကြည့်တဲ့အခါမှာတော့အန်တီယိုဆရာကောင်းတဲ့အချက်တွေကိုတွေ့ရှိခဲ့ရပါတယ်နောက်တစ်နေရာကတော့ Albuquerque မြို့မှာရှိတဲ့ Motel 6ဖြစ်ပါတယ်ဒီနေရာမှာတော့တကားတွေဟာကန်ကြောက်ခံထားတဲ့အရာတွေရှိနေပြီးလုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်နေပါတယ်လာရောက်တဲခိုသူကအိယာခင်းထဲမှာဆေးထွားတွေရှိတယ်လို့တောင်သုံးသပ်ထားပါတယ်ပရီဘော်ကတကြူဟာလည်းမီးလောင်ထားသလိုအခြေအနေမျိုးဖြစ်နေပါတယ်ဒါပေမဲ့ဟိုတယ်ဝန်ထမ်းတွေကတော့အင်မတန်ဖော်ရွေပြီးနေထိုင်ရတာအဆင်ပြေစေဖို့ကူညီပေးခဲ့ပါတယ်အဲ့ဒီဟိုတယ်မှာတကယ်ပဲကြီးဆိုင်ရာရှိနေမလားဆိုတာကစိတ်ဝင်စားစရာပါပဲKansas City မှာရှိတဲ့ Hotel Phillips စီကိုရောက်တဲ့အခါမှာတော့ပိုပြီးထူးဆန်းတဲ့သတင်းတွေကိုကြားရပါတယ်အထူးသဖြင့်အခန်း911ဟာတရေ6တဲလို့နာမည်ကြီးနေပါတယ်ဟိုတယ်ဝန်ထမ်းတွေကလည်းထူးဆန်းတဲ့အဖြစ်အပျက်တွေရှိကြောင်းဝန်ခံထားကြပါတယ်စန္ဒတူဟာတရေဖမ်းတဲ့ကိရိယာတွေညူဆောင်ပြီးအဲ့ဒီအခန်းထဲမှာတညတာဖြတ်တန်းနေပါတယ်အတန်ဖန်းဆက်ထဲမှာထူးဆန်းတဲ့အတန်တွေထုတ်ပေါ်လာခဲ့ပါတယ်ဒါဟာတကယ်ဒီနာလိုပါကအတန်တွေလားဒါမှမဟုတ်တခြားအရာတစ်ခုခုလားဆိုတာခွဲခြားရခံနေပါတယ်နယူးယောက်မြို့ကဟိုတယ်တစ်ခုကတော့နမဲရီခဏခဏပြောင်းနေတာကြောင့်ရှာရခက်နေပါတယ်သုံးသက်ချက်တွေအရရေချိုးခန်းထဲမှာဂေါ်ရီလာညောက်ဝုံရှိနေပြီးရေကန်ထဲမှာငါးတွေရှိနေတယ်လို့တော့ရေးသားထားကြပါတယ်ဒါတွေကနောက်ပြောင်ထားတဲ့သုံးသက်ချက်တွေလားဆိုတာစစ်ဆေးဖို့လိုအပ်လာပါတယ်တကယ်တမ်းအခန်းထဲမှာတော့အဲ့ဒီလိုထူးဆန်းတာတွေမရှိပေမဲ့ရေပိုက်လိုင်းတွေကတော့အတော်လေးကိုကြောက်စရာကောင်းနေပါတယ်ဒါပေမဲ့ကဘာကျော် Times Square နဲ့နီးတာကတော့ဒီဟိုတယ်ရဲ့အားသာချက်တစ်ခုပါပဲ South Korea ပြည်နယ်ရဲ့အဆိုးရွားဆုံးဟိုတယ်ဟာကာစီနိုတစ်ခုနဲ့တွဲလျက်ရှိနေပါတယ်လူများစုကဒီမှာပိုက်ဆိုင်ရှုံလို့အစင်တစ်ခုပဲပေးထားကြတာပါအဲ့ဒီဟိုတယ်မှာလည်းထူးဆန်းတဲ့သုံးသက်ချက်တစ်ခုရှိနေပါတယ်ရေချိုးကန်ဘေးမှာအတွင်းကန်ပေါင်းပြီးတဲ့ထဲတွေးခဲ့တယ်လို့တဲခိုသူတို့ကဆိုထားပါတယ်ဒါပေမဲ့စမ်းသက်သူကတော့အဲ့ဒီမှာဂျက်ပေါ်စုကြီးပေါက်ခဲ့ပါတယ်ပိုက်ဆိုင်ရှုံတဲ့သူတွေအတွက်တော့ဒီနေရာဟာငယ်အခန့်တစ်ခုဖြစ်နေပါလိမ့်မယ် Memphis မြို့ကိုပြန်ရောက်တဲ့အခါမှာတော့ Bass Pro Shops Pyramid ကြီးတဲ့ကဟိုတယ်မှာတဲခိုခဲ့ပါတယ်အဲ့ဒီအခန်းတွေဟာအရန်ကိုမောင်လွန်းတယ်လို့သုံးသပ်ချက်တွေဟာဆိုပါတယ်ရေချိုးကန်တွေကနေအနက်ရောင်အမှုအမွားတွေထွက်လာလဲလို့လည်းသိရပါတယ်ဒါအပြင်စားတော့ဆိုင်မှာစားပြီးနောက်အော့အန်တာတွေထိခဲ့တယ်လို့တဲခိုသူတွေကပြောထားပါတယ်တကယ်တမ်းစမ်းသပ်ကြည့်တဲ့အခါမှာတော့အခန်းထဲမှာပြတင်းပေါက်မရှိတာကလွဲရင်ကြံတာတွေကအဆင်ပြေနေတာကိုတွေ့ရပါတယ် Salt Lake City မှာရှိတဲ့ဟိုတယ်တစ်ခုမှာတော့ဒေါ်လာတီလောက်အာမခံချေပေးရပါလေအဲ့ဒီဟိုတယ်ရဲ့အထက်ခန်းမှာဓာစာခန်းဖန်ဆီးတဲ့အခြေအနေမျိုးဖြစ်ပွားခဲ့မှုတယ်လို့သုံးသပ်ချက်တစ်ခုမှာဖော်ပြထားပါတယ်ရဲတပ်ဖွဲ့ဝင်60ကျော်ဝိုက်ထားခဲ့ရတယ်လို့ဆိုပါတယ်အခန်းထဲမှာတော့အိယာခင်းပေါ်မှာစံပင်တွေနဲ့အညီသေးတချို့ကိုတွေ့ရှိခဲ့ရပါတယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီညမှာတော့ဘာအန်ဒီမှမဖြစ်ပဲဘေးကင်းစာဖြတ်တန်းနိုင်ခဲ့ပါတယ် Buffalo Bills Casino Hotel မှာတော့အနက်အသက်ဆိုးတွေရှိတယ်လို့နာမည်ကြီးပါတယ်အထူးသဖြင့်ရေချိုးကန်းကရေဖိအားဟာကားပေါ်ကဆေးတွေကိုတော့ကြွာကျစီနိုင်လောက်အောင်ပြင်းတယ်လို့ဆိုကြပါတယ်စမ်းသပ်သူဟာအခန်းထဲမှာမှိုတွေရှိမရှိကိုယ်တိုင်စမ်းသပ်တဲ့ကိရိယာနဲ့စစ်ဆေးခဲ့ပါတယ်ရေပူကိုဖွင့်လိုက်တဲ့အခါမှာတော့လက်ကိုယ်တောင်အပူလောင်စေနိုင်လောက်တဲ့အထိအယမ်းပူပြင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်ခရီးစဉ်ရဲ့နောက်ဆုံးမှာတော့ Atlanta နဲ့ Texas ကဟိုတယ်တွေကိုတွားရောက်ခဲ့ပါတယ်။အဲဒီမှာတော့နှချေးတွေနေရာအနှံ့ရှိနေတာနဲ့ရေပိုက်ကနေချော်ရည်တွေလို့ပူတဲ့ရေတွေထွက်လာတာကိုကြုံတွေ့ခဲ့ရပါတယ်။ဟိုတယ်ဝန်ထမ်းတွေကလည်းအကူအညီပေးဖို့ညင်းဆိုလာမျိုးတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီခရီးစဉ်ခုလုံးကနေတိလိုက်ရတာကတော့နေရာတိုင်းမှာကောင်းကွက်တစ်ခုတော့ရှိနေတတ်တယ်ဆိုတာပါပဲ။တကြယ်ပွင့်ဟိုတယ်တွေမှာတောင်မှ9ကျယ်ပွင့်ပေးရလောက်တဲ့အခြေအနေမျိုးကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။
လူလေးရဲ့အမြင်နဲ့သဘောထားပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်